အကောင်းဆိုတာကိုယ်နေသေးတယ်ကြည်ကောင်းတဲ့လူနဲ့ကြည်မကောင်းတဲ့လူဘယ်ဟာဖြစ်ချင်တော့ရုပ်လှတယ်ရုပ်အိုတယ်နော်အိုက်ဆန်ရှိတဲ့လူနဲ့မရှိတဲ့လူဘယ်ဟာဖြစ်ချင်တော့ကျမကြီးကောင်းတဲ့လူနဲ့မကောင်းတဲ့လူဟောအများကြီးပဲနော်လူကြီးလူငယ်များတဲ့လူနဲ့လူမုံများတဲ့လူကွဲနေနော်အကြမ်းမြင့်ခွဲလိုက်လို့ရှိရင်လူမှလည်းပဲအသင်ပြေတဲ့အပိုင်းရှိတဲ့လူအစင်မပြေတဲ့အပိုင်းတွေလည်းရှိတယ်အကောင်းဆိုးတွေပေါ့နော်ဘဝကိုပဲခြုံပြီးတော့ပြောကြပါစို့ဘဝကဘာရှိတော့အကောင်းရှိတယ်အဆိုးရှိတယ်ဘဝတွေကိုတော့လောဘကဖန်တီးတယ်အကောင်းဆိုးကိုကြတော့ဘယ်သူကစီရင်နေတာတော့ဘယ်သူကမင်းကောင်းစေဘယ်သူကမင်းကိုဆိုးစေလို့စီမံချက်ချနေတာတော့စဉ်းစားတယ်မကောင်းဘူးလားအဲ့ဒါကိုတော့ဘယ်သူကစီရင်ဖန်တီးတာလို့ဆိုတော့ကံတရားကစီမံဖန်တီးတာတဲ့ဟုတ်လားအဲ့ဒီကံတရားဆိုတာစေတနာကိုပြောတာအဲ့ဒီစေတနာကိုပဲစောစောကဘုံဘုံကစိတ်ထားဆိုတဲ့စကားလုံးလေးသုံးပြီးတော့ပြောတာဘဝထဲမှာအစဉ်ပြေခြင်းနဲ့ချမ်းသာခြင်းနဲ့ဆိုရင်စိတ်ကောင်းနှလုံးကောင်းထားဆိုတာအဲ့ဒါကိုပြောတာနော်အဲ့ဒီစိတ်ထားကောင်းလေးတွေကစေတနာကောင်းလေးတွေကအဲ့ဒါကုသိုလ်ကံခေါ်တယ်အဲ့ဒါကောင်းတဲ့ကံတရားကိုယ်ကောင်းအောင်စီမံပါစိတ်ထားတွေကဆိုးပြီးရုပ်ပြီးစိတ်ထားတွေကညံ့ပြီးဆိုရင်အဲ့ဒါဘာတော့စေတနာဇိုးကံဇိုးအကုသိုလ်တရားခေါ်တယ်အဲ့ဒါ तू ကကိုယ်ဆိုးအောင်စီမံပါဘယ်သူရဲ့စီမံတာကိုခံကျင်တော့ကံကောင်းမှုရဲ့စီမံတာကိုကျတို့ခံကျင်တာပေါ့ဟုတ်လားရုပ်ဆိုရင်လည်းချောကျင်တယ်ဉာဏ်ဆိုရင်လည်းကောင်းကျင်တယ်အသက်ဆိုရင်လည်းရှည်ကျင်တယ်ကျန်းမာရေးဆိုရင်လည်းကောင်းကျင်တယ်လူကြီးလူကင်လည်းများကျင်တယ်အဲ့လိုဆိုရင်ကျတို့ဘာလုပ်မလို့စိတ်ကောင်းတာဒီဘဝသေးပြီးလို့ကောင်းတဲ့ဘဝရောက်ချင်တယ်တိဋ္ဌာန်လည်းဖြစ်ချင်ဘူးငရဲလည်းမကြချင်ဘူးဟုတ်လားကောင်းတဲ့ဘဝလေးရချင်တယ်အဲ့ဒါဆိုရင်ဘာလုပ်မလို့စိတ်ကောင်းနှလုံးကောင်းတာ